Frankie ကသူကိုယ်တိုင်လှုပ်ထားတဲ့ငကြက်ကူကိုကြောက်တိုင်နဲ့ထည့်လိုက်တော့ပင်းကူမြောက်လို့အေယာမကောင်အတွက်တင်းတော်တဲ့အရွယ်အစားဖြစ်သွားခဲ့ပြီ Frankie ရဲ့တာမန်လူထက်ပိုတဲ့ခွန်အားနဲ့ဇက်တိုက်တီးထုတ်ပေးမှုကြောင့်ပင်းကူမြောက်ကအတော်လေးအရေးနှိမ့်နေတာမြင်တော့ General Sumi တွေလည်းအပေါ်တက်ဖို့လှေကားကိုသတိရသွားကြပါတယ်ပင်းကူကောင်ကငကြက်ကူကိုအမြင်တွေနဲ့ချုပ်ထားလိုက်ပြီမဲ့ Frankie တကူလုံးကလက်နက်တွေဖြစ်နေရမို့ထက်အစော်ခံလိုက်ရပြီအဲ့အချိန်နောက်မှရက်နေတဲ့ Robin ကိုကြွက်ပင်းကူအသေးလေးတွေကဝိုင်းချုပ်ထားတာမြင်လိုက်ရတဲ့အတွက်အာယုံလွဲသွားတဲ့ Frankie ကပါအဖမ်းခံလိုက်ရပါတယ်ပင်းကူမြောက်ရဲ့လက်အောက်နေတာပင်းကူကြွက်တွေကဒီ3လဘက်မှာအကောင်ပေါင်းများစွာရှိတဲ့အပြင်သူတို့ကအမှောင်တွေကနေအမြဲတမ်းတားကောင်ကိုချောင်းမြောင်းနေတာဖြစ်လို့ဇီရိုနဲ့ဆန်ဒီလည်းအဲ့လိုနီးလန်းနဲ့ဘယ်သူမှမသိလိုက်ခင်အဖမ်းခံခဲ့ရတာဖြစ်တဲ့အကြောင်းဝမ်းသာအားရပြောပြလိုက်ကြပါတယ်ဒါပေမဲ့အဲ့အချိန် Brooke ဆိုနေကြတချင်းနဲ့တက်တဲ့ကိုကြားလိုက်ရတဲ့အပြင်ခဏကိုကပေါ်ပါလုံးလို့အောက်ကနေအပေါ်ကိုပြန်ခုန်တက်လာတဲ့ Brooke ကိုမြင်လိုက်ကြရပြီးရုပ်တရက် Brooke ကမတိုက်ခိုက်ပဲသူ့ရဲ့ဓာတ်ကိုတအိမ်နဲ့ပြန်ထည့်လိုက်ပြီးမြဲဘယ်အချိန်နဲ့ခုတ်လိုက်မှမသိပင်းကူမြောက်ကအပိုင်းခံရတာကိုမြင်လိုက်ရပါတယ်我们是被老在脖子上喜欢花语牌，香炉供台上摆，长大才开白花牌，前程拜三拜，钱包里面都几百。